ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဇန်နဝါရီ28 2026မြန်မာစင်တာချင်းမနက်အစောပိုင်းနာရီခွဲမှာကစားမယ့်ချန်ပီယံလိအုပ်စုအဆင့်ရဲ့အကျိတ်အနယ်အစီအစဉ်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ PSG နဲ့ Newcastle တို့ရဲ့ပွဲကြို3သက်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ Facebook, YouTube, TikTok လေးတွေကို Subscribe and Follow လုပ်ထားဖို့မမိနေဘူးเนาะနောက်ပြီး Telegram မှာတိုက်ရိုက် Live Link ပြီးမှမလို့ကျွန်တော် Telegram ကိုဝင် join ထားပေးကြပါအောင်ဗျကဲစလိုက်ကြရအောင်ဒီပွဲကို PSG ရဲ့အိမ်ကွင်း Parc des Princes မှာရှင်ပြိုင်သွားမှာပါအုပ်စုတွင်အခြေအနေအရနှစ်သင်းစလုံးအတွက်မထိမနေနိုင်ပွဲရမယ်ဖြစ်မယ်အခြေအနေမလို့နှစ်သင်းစလုံးအသေးလဲကစားလာကြမှာတည်ကြပါတယ်အထူးသဖြင့်ပထမအကြော့တုန်းက4ဂိုးတကိုးနဲ့အရှက်တကွင်းရှုံးထားတဲ့ PSG အတွက်တော့ဒါဟာအိမ်ကွင်းမှာကလေးစားချီရမယ်ပွဲပါပဲအသင်းတစ်သင်းရဲ့အခြေအနေကိုကြည့်အောင် PSG ဟာနီးပြ Luis Enrique လက်ထံမှာအိမ်ကွင်းဆိုရင်တော်တော်လေးမာကြောပါတယ် PSG ကဂိုးထွင်းနိုင်ခြေပြန်တက်နေပြီမဲ့ Champions League မှာသူတို့ရဲ့ခံစစ်ကဖီအားတန်ကိုတိတ်မခံနိုင်တာကအားနည်းချက်ပါပဲ Newcastle ဘက်ကဒဏ်ရာပဿနာတွေတော်တော်များနေပါတယ်ဒါပေမဲ့နီးပြအဒီဟောင်းရဲ့နီးဗျူဟာကတော်တော်စနစ်ကြသလိုအသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့ Giant Killers တွေပြီး PSG ကိုထပ်ပြီးအနိုင်ယူဖို့စိတ်အားထက်သန်နေချက်မှာပါဗျလူစီယန်ပိုင်းမှာတော့ PSG ဘက်ကခန်းစစ်မှု Marquinhos နဲ့ Nuno Mendes တို့တွဲနိုင်ပေမဲ့တိုက်စစ်မှာတော့ Dembele လိုခောက်စရာကောင်းတဲ့တိုက်စစ်တန်းပါဝင်လာဖို့များပါတယ် Newcastle မှာတော့ဒဏ်ရာရထားတဲ့ Botman, Van, Wilson နဲ့ Isaac တို့ပါဝင်ဖို့မသေးချသလိုTonali ကလည်းပွဲပယ်ခံထားပါတယ်။ Anthony Gordon နဲ့ Trippier တို့နဲ့ဦးဆောင်မှုကပဲ Newcastle အသီးကမျှော်လင့်ခဲ့ထစ်လာမှာပါဗျ။တမိုင်းကြောင့်အရာပထမအကြောတုန်းက Newcastle က4ဂိုးတကိုးနဲ့အဖြစ်အတန်နိုင်ခဲ့တာဟာကမ္ဘာဘောလုံးလောကကိုအံ့ဩစေခဲ့ပါတယ်။ဒါပေမဲ့အခုကစားရမှာက PSG ရဲ့အိမ်ကွင်းဖြစ်နေတဲ့အချိန်မှာ Newcastle ရဲ့တန်းရပြဿနာတွေကတော်တော်လေးစိုးရိမ်စရာပါ။ဒါကြောင့် PSG ဟာသူတို့ရဲ့အိမ်ကွင်းမာကုန်နဲ့တကိုယ်တော်စွမ်းရည်ကိုတုံးပြီးပွဲကိုထိန်းချုပ်သွားဖို့များပါတယ်။ကျွန်တော်ရဲ့ command result ကတော့ PSG 2ဂိုး Newcastle 2ဂိုးဒါမှမဟုတ်တည်ရထပါလေဗျာပရိသတ်ကြီးကဟောဘယ်လိုထင်လဲ Newcastle ကပဲထပ်နိုင်မလားဒါမှမဟုတ် PSG ကပဲလက်ဆိုင်ချေသွားမလား comment မှာ command ပေးခဲ့ကြပါနောက်ထပ်အားကစားသတင်းတွေအတွက် MMA Sport Play မြန်မာရဲ့ Facebook, YouTube, TikTok လေးတွေကို follow လုပ်ထားဖို့မမေ့နေဘူးနော် Telegram မှာ live link ပေးမှာမလို့ကျွန်တော် Telegram ကိုဝင် join ထားပေးကြပါအောင်ဗျအဆုံးထိကြည့်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်